ခရိုနီတရေကိုလက်ထပ်နိုင်ခဲ့ရကြောင်းအိမ်ထောင်ရေးကန်အကောင်းဆုံးအနုပညာရှင်ဖြစ်နေတဲ့မိုးယူဆန်တကယ့်တကတော့ငါပြည်သက်အားပေးမှုအများဆုံးမင်းသမီးတွေကတော့အခုချိန်မှာအိမ်ထောင်ကိုစီကြကုန်ကြပါပြီအထူးသဖြင့်တက်မွန်မြင့်မိုးယူဆန်ဝိမုံရွှေရီအင်ဒရာကျော်စိန်စတဲ့နာမည်ကြီးမင်းသမီးတွေအားလုံးကအိမ်ထောင်ကြကုန်ကြပါတယ်ဒီလိုမျိုးအိမ်ထောင်ပြုတ်သွားတဲ့မင်းသမီးတော်တော်များများတဲမှာအိမ်ထောင်ရေးကန်အကောင်းမွန်ဆုံးမင်းသမီးအဖြစ်ချီကျူးခံနေရတာကတော့မင်းသမီးမိုးယူဆန်ပဲဖြစ်ပါတယ်ချစ်စရာကောင်းတဲ့စကားပြောပုံလေးတွေနဲ့မင်းသမီးမိုးယူဆန်ကိုတော့ပရိသတ်ကြီးတို့မှတ်မိကြမှာပါမိုးယူဆန်ဆိုတာကတော့မော်ဒယ်လေးတစ်ယောက်အဖြစ်နဲ့မိုးရန်ရွှေလာမင်းထီဆိုင်ကလုပ်တဲ့ Miss Model ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်နေတဲ့ Miss မိုးရန်ဆုကိုရရှိရင်အနုပညာလောကတွေကိုဝင်ရောက်လာသူဖြစ်ပါတယ်အရင်းနောက်မှာတော့မိုးယူဆန်ရဲ့ချစ်စရာတရုပ်ဆောင်ပုံနဲ့စကားပြောဟန်တွေကြောင့်လှပကျော်ရှင်တဲ့သူမရဲ့ပုံစံတွေကြောင့်အနုပညာလောကမှာထိတ်တန်းမင်းသမီးအဖြစ်နာမည်ရလာခဲ့ရဖြစ်ပါတယ်။ဒီလိုမျိုးအနုပညာလောကမှာထိတ်တန်းနေရာတနေရာရရှိခဲ့တဲ့မိုးယူဆန်ကအိမ်ထောင်ပြုပြီးရဲ့နောက်ပိုင်းအနုပညာအလုပ်တွေကိုမလုပ်တော့ဘဲမိသားစုကိုပဲအချိန်ပေးနေထိုင်ခဲ့ပါတယ်။ဒီလိုနေထိုင်ခဲ့လို့လေသူမရဲ့ဘဝကအိမ်ထောင်ရေးထဲမှာပဲနစ်မြုပ်နေပြီးတော့အိမ်အလုပ်တွေကိုပဲလှုပ်ဆောင်နေရတဲ့ဘဝတော့မဟုတ်ပါဘူးတကယ်ကိုဘရင်မတပားလို့တန်ဖိုးထားပြီးတော့ခင်မုန်းဖြစ်သူရဲ့အချစ်တွေကိုရရှိပိုင်ဆိုင်နေကြရပါဒါကလည်းမိုးယူဆန်ကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တထေးကြီးကိုစွမ်းသူမိုးနဲ့လက်ထပ်ခဲ့ရကြောင်းဖြစ်ပါတယ်MAN လေးချောင်းလိုင်းရှယ်ယာရှင်ဖြစ်ခဲ့တဲ့ကိုစွမ်းသူမိုးကခရိုနီလုပ်ငန်းရှင်တထေးအတိုင်းဝိုင်းမှာတော်တော်လေးနာမည်ကြီးရဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး KBZ ဘဏ်စီးပွားရေးလုပ်ငန်းတွေမှာလည်းအကျိုးတူစီးပွားရေးရှယ်ယာတွေပါဝင်ထားပါတယ်။ကိုပိုင်စီးပွားရေးလုပ်ငန်းတွေများစွာကိုလည်းလည်ပတ်နေရပါဒီလိုချမ်းသာကြွားတဲ့တထေးကြီးရဲ့ဇနီးဖြစ်လာခဲ့တဲ့မိုးယူဆန်ကမြန်မာနိုင်ငံမှာအချမ်းသာဆုံးစည်ရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူမကိုယ်တိုင်ကလည်းအနုပညာအလုပ်တွေကိုရပ်နာပြီးတော့စီးပွားရေးလုပ်ငန်းများစွာကိုဦးစီးလုပ်ကိုင်လည်ပတ်နေတဲ့တထေးမကြီးဖြစ်လာပါတယ်။မိုးယူဆန်ဟာခင်မုန်းဖြစ်သူရဲ့ချမ်းသာကြွားမှုတွေကြောင့်အခုချိန်မှာစီးပွားရေးလုပ်ငန်းတွေကိုဦးဆောင်လုပ်ကိုင်နေပါပြီ။ကိုစွမ်းသူမိုးကိုယ်တိုင်ကလည်းအလုပ်များတဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပေမဲ့အားလက်ချိန်တိုင်းမှာဇနီးဖြစ်သူမိုးယူဆန်ကိုအမြဲတမ်းကြိုးစိုက်ပေးနေပြီးတော့အိမ်ထောင်သက်8နှစ်ကျော်ကြာလာတဲ့ချိန်မှာတောင်ချစ်သူရည်စားတွေလိုမျိုးစုံတဲ့ပုံလေးတွေကိုရိုက်ကူးရင်းနဲ့အိမ်မတန်တာယာနေခဲ့ရပါမင်းသမီးမိုးယူဆန်ကအရန်ချစ်စရာကောင်းတဲ့သားလေး2ယောက်ကိုလည်းမွေးဖွားထားခဲ့ပြီးတော့ခင်မုန်းဖြစ်သူနဲ့လည်းနေ့ရက်တိုင်းမှာအချစ်တွေပို့ပြီးတော့တိုးလာပါတယ်အလဲဘက်ခရီးတွေထွက်ရင်းနဲ့တာယာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားခဲ့ရပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကြောင့်အိမ်ထောင်ရေးကအကောင်းဆုံးမင်းသမီးအဖြစ်တင်စားခံနေရတဲ့မင်းသမီးမိုးယူဆန်ရဲ့ဘဝကိုပရိသတ်ကြီးတို့ရောအားကြမိကြလားဆိုတာပြောသွားခဲ့ပါအောင်ရှင်အစောတိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်